Hellboy အပိုင်း6အမောင်ဘရင်ဤအရေးမြေရောက်တဲ့ငါကိုပိတ်နိုင်ခဲ့ပြီးနောက် BPRD ရုံမှာတိတ်ဆိတ်နေတယ်။ဒါပေမဲ့စက်ပစ္စည်းတွေမှာမတိတာတဲ့စွမ်းရည်လိုင်းတွေဆက်လက်တွေ့ရှိနေရတယ်။ Professor Broom ကစိတ်ပူနေတယ်။တကားကိုပိတ်နိုင်ပေမဲ့အခြားတစ်ဖက်မှာတယောက်ကနိုးလာနိုင်တယ်လို့ပြောတယ်။အဲ့ဒီညမှာ Hellboy ဟာထပ်မံအိမ်မက်မြင်တယ်။မီနီရောင်ကဘာတစ်ခုအလဲမှာအရေးကြီးတစ်ခုထိုင်နေတယ်။မင်းကငါအမွေဆက်ခံသူတကားကိုတနေ့တော့မင်းကိုယ်တိုင်ဖွင့်ရမယ်လို့အတန်ကြားရတယ်။ Hellboy လက်နိုးလာပြီးသူ့လက်ကြီး right hand ကအနှဲငယ်တောက်ပနေတယ်။ထိုအချိန်ထဲမှာပဲကဘာအနောက်နေရာတချို့မှာမီနီရောင်အလင်းနံတွေပေါ်လာတယ်ဆိုတဲ့သတင်းရောက်လာတယ်။အဲ့ဒါတွေဟာတကားတစ်စိပပိုင်းတွေဖြစ်နိုင်တယ်။ Hellboy နဲ့အဖွဲ့သားတွေမြို့ကြီးတစ်မြို့ရဲ့အဆောက်အဦအပေါ်သို့တွားကြတယ်။ကောင်းကင်ထဲမှာအလင်းဆက်ဝိုင်းတစ်ခုဖွင့်လာပြီးအရေးကြီးတစ်ခုပေါ်လာတယ်။ဒါဟာတကားအခြားဘက်ကအမောင်ဘရင်ရဲ့စွမ်းရင်အပိုင်းတစ်ခုပါ။မြေကြီးလွတ်ခါပြီးလေပြင်းများတိုက်ခတ်လာတယ်။ Hellboy ကအဖွဲကိုပြောတယ်။ဒီတစ်ခါတော့ငါပဲရင်ဆိုင်ရမယ်လို့တိုက်ပွဲဟာစွမ်းအင်တစ်မျိုးနဲ့ဆိုင်တဲ့တိုက်ပွဲဖြစ်တယ်။အရေးကြီးက Hellboy ကိုအမြဲဆွဲခေါ်နေတယ်။ဒါပေမဲ့ Hellboy ကသူ့ကိုမွေးမြူခဲ့တဲ့လူသားတွေကိုစဉ်းစားပြီးငါရွေးချယ်တဲ့လမ်းကိုသွားမယ်လို့အော်တယ်။သူ့လက်ကြီးကတောက်ပါလာပြီးအရေးကိုပြန်တွန်းထုတ်လိုက်နိုင်တယ်။အလင်းဆက်ဝိုင်းပိတ်သွားတယ်။နောက်ဆုံးမှာမြို့ကပြန်တည်ငြိမ်သွားပေမဲ့ Professor Broom ကသိနေတယ်။အမောင်ဘရင်အပြည့်အဝမပေါ်လာသေးဘူးဆိုတာကို Hellboy ကတိတ်တဆိတ်ရပ်ပြီးနောက်ဆုံးတိုက်ပွဲနီးလာနေပြီဆိုတာခံစားနေရတယ်။အပိုင်း9ဆက်ရန်